လူဆိုတာကောင်းတာပဲလို့ဆိုးတာပဲလို့အယောင်ပြန်ဟပ်မှာပါတခါတလေလောကကြီးကတပတ်စီးနှဆန်လုံးပါတယ်နင်းနာတဲ့သူမှာပဲကန်ဆိုးပြီးကန်ဆိုးရင်မခံနိုင်လို့ရုံးမြန်တော့လေအပြစ်ဖြစ်ရပြန်ပါတယ်လောကကြီးနဲ့လူတွေရဲ့နှိမ့်ဆက်မှုတွေကြောင့်လမ်းမရောက်ခဲ့တဲ့အခါဘလို့တွေဆက်ဖြစ်သွားမလဲဆိုတာကိုဒီဇလန်လေးကိုကျွန်တော်နဲ့အတူတူအဆုံးထိလိုက်ပါကြည့်ကြပေးကြပါဦးခင်ဗျာဆိုတော့ဒီဇလန်ထဲမှာယူလီဆိုတဲ့ကောင်မလေးဟာလူမသိတတ်ခင်မှာမိဘနှစ်ပါးလုံးနဲ့အရာအလုံးကိုဆုံးရှုံးလိုက်ရပါတယ်ဒီလိုနဲ့အမ်မာဆိုတဲ့မွေးစားတဲ့လူနဲ့တွေ့ပြန်တော့လေအမ်မာရဲ့မိန်းမကယူလီကိုမရင်ငယ်ရဲ့သမီးလို့ထင်ပြီးအစိကန်လို့ဆက်ဆံပါတယ်ကျန်တဲ့လူတွေကလည်းဖားသီးဖားတာပါပဲဒါကိုတီးခံရင်နဲ့လုံးဝတိမခံနိုင်တော့တဲ့အဆုံးယူလီတယောက်ကကလေးသားရှည်ဖို့လမ်းကိုရွေးချယ်လိုက်တော့ပါတယ်ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ရဲ့ My Note Channel တွေကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ဒီဇလန်လေးကိုကြိုက်တယ်ဆိုရင် like and share လေးနဲ့ကူညီပေးတော့ကြပါဦးခင်ဗျာဟုတ်ကဲ့အပြောလေးတွေကိုနောက်ထားပြီးအလုပ်လေးနဲ့တက်တည်ပြလိုက်အောင်ခင်ဗျာကျွန်တော်နဲ့အတူတူဇလန်လေးကိုလိုက်ပါစီမျိုးဖို့လည်းအားလုံးဖိတ်ခေါ်ပါတယ်